ဝင်ပလွေနဲ့တိုးတငယ်များမြစ်တာရေချုံလို့တိုးအုပ်တဲ့တိုးဝင်ခဲ့တဲ့ဝင်ပလွေနဲ့မှုတက်နေတဲ့အုံနောက်နဲ့တိုးတငယ်တွေစိန်ပြေးတိုင်းကစားကြတဲ့ပွဲမှာအကိုက်ခံရလို့လေမော်ဟော်ကြီးပေါ့ဝင်ပလွေဟာမြက်မစားကြောင်းအသီးအရွက်မနစ်သက်ကြောင်းအုံနောက်ရှိတဲ့တိုးရီယာပြောတော့အမှန်တရားကိုမကြိုက်တဲ့တိုးရီယာချန်ပီယံကိုနှိမ့်ထုတ်ကြတဲ့ဘာရည်ပဲချုံချုံဝင်ပလီဟာဝင်ပလီပါပဲသူဘယ်တော့မှဖြစ်လာမှာမဟုတ်ဇက်တူသာစားလို့ဟင်းသာကိုဆောင်ဖြစ်တဲ့ဆဲအကြောင်းခမရတို့ကောင်းကောင်းသိပုံမရဘူးဒီပွဲဟာသူအားနဲ့ဝင်ပလီမျိုးမတူတဲ့ပွဲတည်ရဲလို့ဆွဲခေါ်ခဲ့ပြီးရင်အကိုက်ခံရခဲ့တဲ့အခါအတန်မထွက်ကြည့်လောက်တက်နေတဲ့အသိဉာဏ်ထဲမှာအမှန်တရားဟာအတပေါက်စာများမပြောတာဟာလေတဘာဝကြပါတယ်ဝင်ပလီကိုမယုံလို့ခြံခုံသွားတဲ့တိုးရီတွေငါဟာကောင်းမော်ရင်ခေါ်ပြီးထွက်ခဲ့တယ်ဝေကြီးနှလုံးသားဖြင့်ရင်၍